ဆိုတော့ဆဆချင်းမှာကျမတို့ဦးမြကြီးရဲ့မိသားစုအကြောင်းကိုပြောပြပါမယ်ဆိုတော့ဟိုးတော့ငါတဲ့ဝါခေမမှာထင်ရှားတဲ့လူ2ယောက်ရှိတယ်အဲ့ဒါကကြတော့တယောက်ကဦးဖိုးခင်နောက်တစ်ယောက်ကကြတော့ဦးမြကြီးဖြစ်တယ်ဦးဖိုးခင်နဲ့ဦးမြကြီးကငယ်ငယ်တုန်းကအကြောင်းနေပဲတငယ်ချင်းနေဒါပေမဲ့အခုဦးမြကြီးအကြောင်းကိုစပြောကြရအောင်ဦးမြကြီးကတိတ်ဆိုးတယ်ငယ်ငယ်ကလေးကအကြောင်းခဏပြေးတယ်မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းတယ်နောက်ကျတော့ကြောင်းပြေးုံနဲ့မကဘူးဦးမြကြီးကအိမ်ကနေပါထွက်ပြေးတာအိမ်ကနေထွက်ပြေးပြီးတော့10စုနှစ်တစ်ခုလောက်သူကဘယ်မှာပဲနေလဲဆိုလို့ရှိရင်ဖေဝိုင်းမှာပဲနေတယ်ဖေသမားတွေကဝယ်ခိုင်းတာဖေသမားတွေကကျွေးတာမွေးတာကိုပဲစားပြီးတော့ဖေသမားတွေနဲ့ပေါင်းပြီးတော့နေတယ်အဲ့လိုနဲ့နေလာပြီးတော့ခါကြတော့နောက်10နှစ်လောက်နေတဲ့အခါမှာသူ့ထက်အသက်9နှစ်လောက်ကြီးတဲ့ဝါခေမတစ်ဖက်ကမ်းမှာရှိတဲ့တော်ကရွာသူမတ်ရွှေမဆိုတဲ့မုတ်ဆိုးမကြီးနဲ့သူကရသွားတယ်ရတော့အဲ့ဒီအချိန်မှာမတ်ရွှေမကလွှစင်ပိုင်နေလွှစင်ပိုင်တော့ခါကြတော့ဦးမြကြီးကလွှစင်မအုတ်ချုပ်ရင်းနဲ့သူကဒီတစ်တော်အရာရှိတွေကိုပေါ့ကွယ်ကျွေးမွေးပေါင်းတင်းအဲ့လိုမျိုးမိမကြိုက်မိမအရက်ကြိုက်အရက်အဲ့လိုမျိုးပစ္စည်းကြိုက်တစိုးလက်ဆောင်ကြိုက်တစိုးလက်ဆောင်အဲ့လိုမျိုးပေးပြီးတော့ပေါင်းရင်တင်းရင်နဲ့တစ်တီကိုခိုးထုတ်တယ်တစ်တီကိုခိုးထုတ်တော့ခါကြတော့နေပြီးတော့မှအဲ့လိုနဲ့တဖြည်းဖြည်းနဲ့2နှစ်လောက်လဲနေရောလွှစင်တစ်ခုကနေပြီးတော့မှဒီထက်ပိုကြီးတဲ့နောက်ထပ်လွှစင်တစ်ခုကိုသူကထပ်ပြီးတော့စောင့်နိုင်လာတယ်စောင့်နိုင်လာပြီးတော့တဖြည်းနဲ့အဲ့လိုမျိုးလုပ်ပြီးတော့ခါကြတော့ဒီမှာနောက်ဆုံးမှဦးမြကြီးကပစ္စည်းလေးပတ်စံလေးစုမိလာရောလွှစင်နဲ့မကောက်တော့အပေါင်ခံတဲ့အလုပ်ကိုပါလုပ်တာရွှေတွေတို့လယ်တွေတို့အပေါင်ခံတဲ့အလုပ်ကိုပါလုပ်တယ်လုပ်တော့အခါကြတော့နေပြီးတော့မှအဲ့လိုမျိုးအပေါင်ခံတဲ့နေရာမှာဆိုလို့ရှိရင်လည်းသူကဥပမာ900တန်တဲ့ပစ္စည်းကို90လောက်နဲ့လာပေါင်နေဆိုလို့ရှိရင်သူကဒီဟာကိုအပိုင်လိုချင်ပြီဆိုတော့လာပေါင်တဲ့သူကိုတခါတည်းနဲ့အပေါင်စာချုပ်မှာချက်ချင်းလက်မှတ်ထိုးခိုင်းတယ်လက်မှတ်ထိုးခိုင်းပြီးတော့ကြတော့ပေါင်တဲ့လူကပြန်သွားပြီဆိုတာနဲ့အဲ့ဒီစာချုပ်ရဲ့အထက်မှာဘယ်နေ့ပဲရက်ကရွေးပြီးပါပြီဆိုပြီးကောက်ရေးလိုက်တယ်ဆိုလိုတာကကွယ်သူများပစ္စည်းကိုမတရားရအောင်လုပ်လိုက်တာအဲ့လိုမျိုးလဲတွေဆိုလဲအဲ့လိုမျိုးလုပ်တယ်ပေါ့တည်မလားသူလိုချင်တဲ့ပစ္စည်းလေးလာပေါင်ပြီးဒါမှမဟုတ်လို့ရှိရင်မတန်တဆဈေးလေးနဲ့အပေါင်ရပြီဆိုလို့ရှိရင် तू ကအဲ့လိုမျိုးသူများပစ္စည်းကိုစုံအောင် तू ကလုပ်လိုက်တော့တာပဲအဲ့လိုမျိုးနဲ့ तू ကချမ်းသာလာတော့ခါကျတော့နေပြီးတော့မှနောက်2နှစ်လောက်လဲကြာရော तू ကတခါတည်းနဲ့ဆန်ဆက်ကြီးတစ်လုံးထက်တယ်ပြီးတော့ခါကျတော့တပိတပန်းနေမွေးပြီးတော့ဆန်ဆက်တယ်တဲ့အခါမှာဆိုလို့ရှိရင်စပားကိုကောင်းမဝယ်ဘူးတလင်းထဲကနေခိုးရောင်းတဲ့စပားတို့ပိုင်ရှင်မသိအောင်ကြီးထဲကနေခိုးရောင်းတဲ့စပားတို့ဒီလိုမျိုးခိုးရပါပစ္စည်းတွေကိုလိုက်ဝယ်ပြီးတော့စံကြိတ်ပြီး तू ကရောင်းတယ်အဲ့လိုမျိုးဆိုတော့ခါကျတော့တခါတလေဆိုလို့ရှိရင်ဒီလိုမျိုးစံနေစပားတွေမဟုတ်ဘူးတခြားခိုးရပါပစ္စည်းတွေကိုလည်း तू ကြိုက်လို့ရှိရင် तू ကချွတ်ချောင်းနဲ့ဝယ်လိုက်သေးတယ်အဲ့လိုမျိုးနဲ့ဆိုတော့ခါကျတော့ तू ကနောက်2နှစ်ကြာတဲ့အခါမှာအရင်မူလထက်ကြီးတဲ့ဆန်ဆက်ကြီးတစ်လုံးကိုတစ်ခါထပ်တင်နိုင်ရောဆိုတော့လွှတ်ဆက်က20ဖြစ်သွားပြီဆန်ဆက်က2ခုအရန်ချမ်းသာလာပြီပေါ့အဲ့လိုမျိုးနဲ့ तू ကအရန်ချမ်းသာလာတဲ့အခါမှာဝါခေမဘက်မှာတိုက်ကြီးတစ်လုံးစောက်လိုက်တယ်စောက်ပြီးတော့သူ့မိန်းမတော်ရွှေမကိုအဲ့ဒီတိုက်မှာပို့ထားလိုက်တယ်ပို့ထားလိုက်ပြီးတော့ခါကျတော့ तू ကိုယ်တိုင်ကကြတော့တော်ကဘက်ကဒီဆန်ဆက်ဝင်းကြီးထဲမှာသူ့အတွက်ရောအာနာပိုင်းတွေအတွက်လက်ထိုးဖို့ရောငွေထားတဲ့ကောင်မလေးတွေနဲ့အပျော်ပါလိုက်စားအရက်တော့ဖေးချလိုက်နဲ့တနေ့အချိန်ကုန်နေရပါပဲတဲ့ဒီမယားကြီးဒီဝါခေမဘက်မှာတိုက်ကြီးနဲ့ထားတဲ့မယားကြီးစီကိုတစ်လမှာ2ကြိမ်3ကြိမ်လောက်ပဲ तू ကသွားတော့တယ်ပေါ့နော်ဦးမြကြီးဟာမယားကြီးတော်ရွှေမနဲ့သားတစ်ယောက်သမီးတစ်ယောက်ရတယ်တားကကြတော့မောင်ထွန်းသမီးနာမည်ကထွေโอเคဦးမြကြီးမိသားစုဦးမြကြီးရဲ့မိန်းမတီတော်ရွှေမသားသမီး2ယောက်ရှိတယ်တားကမောင်ထွန်းသမီးကထွေโอเคဆိုတော့ခါကျတော့မရငယ်တွေနဲ့ရတဲ့ကလေးတွေဆိုတာကတော့သူကိုယ်တိုင်တော့မှမရေတွက်နိုင်ဘူးဘယ်လောက်ရှိမှန်းလည်းမသိဘူးဒီသူမွေးထားတဲ့ကလေးမလေးတယောက်ကကိုဝင်ရလာတယ်ဆိုလို့ရှိရင်ဒီဆက်မှာလုပ်တဲ့အလုပ်သမားတယောက်နဲ့ပေးစားလိုက်တာပဲတဲ့ဒါမှမဟုတ်သူတို့အစွမ်းစားနဲ့သူတို့တခြားလူနဲ့လိုချင်နေဆိုလို့ရှိရင်လည်း तू ကငွေတွေပါတွေထုတ်ပေးလိုက်တာပဲပေါ့ကွယ်တချို့ကြတော့လေအဲ့လိုမျိုးငရဲမကြောက်ဆိုလို့ရှိရင်ကိုဝင်တွေပါဖျက်ချလိုက်တယ်ပေါ့ကွယ်ထားလိုက်ပါတော့အဲ့တော့ခါကျတော့သူ့မရငယ်တွေကတော်ကဆဝင်းကြီးရဲ့မှာပဲရှိတာမဟုတ်ဘူးတဲ့သူ့လယ်တွေရှိတဲ့ရွာတွေမှာလည်းရှိတာပဲတဲ့တခါဆိုလို့ရှိရင်ဦးမြကြီးကသူ့လယ်တွေသွားကြည့်အောင်မယ်ဆိုပြီးတော့အဲ့ဒီမရငယ်တွေစီမှာတယောက်စီမှာ3-4ရက်စီလောက်သွားပြီးတော့ပျော်ပါတတ်တယ်တဲ့နောက်ဆုံးနဲ့သူ့ဦးမြကြီးကအဲ့လိုမျိုးအကျင့်အရန်ဆိုးပေမဲ့ပေါ့နော် तू ကငွေပေါ်တော့အခါကျတော့ငွေပေးတာလေရက်ရောတဲ့အခါကျတော့လူတွေကသူ့ကိုအပြစ်မပြောရဲဘူးတာရေးနာရေးရှိလို့အလူခံပြီဆိုလို့ရှိရင်လည်းဘယ်တော့မှမစစ်ဘူးတန်းပြီးတော့လှူလိုက်တာပဲဆိုတော့ခါကျတော့ပြောရမယ်ဆိုတော့ကွယ်လူတွေကသူ့ကိုမပြောတာကြဘူးပေါ့အဲ့လိုနဲ့တနေ့ရောက်တော့ဦးမြကြီးကအုံးမြင့်စုရွာမှာရှိတဲ့မအုံးတင်ဆိုတဲ့မိန်းကလေးတယောက်ကိုသူကြိုက်သွားပြီးတော့အဲ့ဒီကောင်မလေးကို तू ကနေပြီးတော့မှ
မအုံးတင်ကငယ်လေးငယ်တဲ့အသက်18နှစ်ဆိုတော့ခါကျတော့သူ့သမီးနဲ့မှရွယ်တူပဲရှိတာဆိုတော့သူကသဘောကျရောသဘောကျတော့ခါကျတော့နေတော့မှအောင်သွေးတွေပါလို့အတင်းလက်ထိုးပြီးတော့အဲ့မအုံးတင်လေးကိုရအောင်ယူတယ်ပေါ့ကွယ်အဲ့တော့ခါကျတော့အဲ့ဒီလိုမျိုးလက်ထိုးရတဲ့အခါမှာရိုးငွေရေးကြေးရေးတွေလက်ထိုးယုံနေရွှေတွေငွေတွေစိန်တွေလက်ထိုးယုံနေမကဘူးမအုံးတင်ရဲ့အဖေကရွာလူကြီးဖြစ်ချင်တယ်ဆိုလို့မို့လို့မူလရွာတကြီးကိုလဲဆယ်မှုနဲ့သူကထောင်ကြအောင်လုပ်ပြီးတော့ခါကျတော့အဲ့မအုံးတင်ရဲ့အဖေကိုရွာလူကြီးဖြစ်အောင်သူကလက်တွေပါတွေထိုးပြီးလုပ်ပေးလိုက်သေးတယ်ဆိုခါကျတော့ရောက်ခမလည်းရွာလူကြီးဖြစ်သွားတယ်ပေါ့ကွယ်မအုံးတင်နဲ့လည်းသူရသွားတယ်ပေါ့အဲ့တော့ခါကျတော့သူကမအုံးတင်လေးကိုတော်တော်ချစ်တယ်ချစ်မှာပေါ့သူ့သမီးလောက်အရွယ်လေးကိုနော်ဆိုတော့မအုံးတင်လေးကိုတော်တော်ချစ်ရှာတော့ခါကျတော့သူကနေပြီးတော့မအုံးတင်စီကိုခဏသွားတယ်ဆိုတော့သူယူထားတဲ့မိန်းမတွေတော့မအုံးတင်ကိုအချစ်ဆုံးပေါ့ကွယ်